လူတယောက်ရဲ့ဆုံးဖြတ်ချက်တွေနောက်ွယ်မှာဘလို့မမြင်နိုင်တဲ့စွမ်းအားတွေကပုံဖော်နေလဲသိချင်ဘူးလားကဲဒီနေ့တော့အဲ့ဒီအကြောင်းကိုနားလည်နိုင်ဖို့အတွက် Robert Cialdini ရဲ့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့သူဒေသနာကိုအတူတူလေ့လာကြည့်ကြအောင်ဒါကလေလူတိုင်းနီးပါးကြုံပြီးကြမှာပါတခုခုဟုတ်ကဲ့လို့ပြောပြီးတော့မှနေပါအောင်ငါဘာလို့ဒါကိုလက်ခံလိုက်မိတာလဲဆိုပြီးကိုဖြန့်မေးခွန်းထုတ်မိတဲ့ခိုက်တိုင်မျိုးလေတကယ်တော့အဖြေကရှုထွေးပဟိလီကြီးတခုမဟုတ်ပါဘူးဒါကတိတ်ပိုင်ပညာပဲလူတွေရဲ့စွန့်ဖိချက်တွေကိုနေတိုင်းလမ်းညွှန်ပေးနေတဲ့ရိုးရှင်းပေမဲ့အင်မတန်အစွမ်းထက်တဲ့အချက်လေးတွေပေါ်မှာတိဆောက်ထားတာပါကဲဒီတော့လူတွေကဘာလို့တခါလေစဉ်းစားတော့မစဉ်းစားပဲချက်ချင်းလက်ခံလိုက်တတ်ကြလဲဆိုတဲ့အဲ့ဒီစိတ်ပညာရဲ့နောက်ွယ်ကအဖြေကိုအတူတူရှာကြည့်ကြရအောင်ပထမဆုံးအနေနဲ့ပေါ့နော်လူဦးနောက်တွေကဘလို့လုံးလို့လဲဆိုတာကိုနားလည်ဖို့လိုတယ်ရှုထွေးတဲ့လောကကြီးမှာလွယ်ကူတွာလာနိုင်ဖို့အတွက်ဦးနောက်ကဖြက်လန်းနည်းတွေကိုသုံးပြီး auto pilot လိုမျိုးအလုပ်လုပ်တတ်ကြတယ်ဥပမာလေးတစ်ခုပြောပြမယ် Tessin အမေကြီးတစ်ကောင်ပေါ့သူကရိုးလေးချီဆိုတဲ့အတန်လေးကြားလိုက်တာနဲ့မိခင်စိတ်တွေတားဖြစ်သွားလာဘလောက်တောင်လဲဆိုတော့သူ့ရရန်သူဖြစ်တဲ့ရှင့်အယုတ်လေးစီကအဲ့ဒီအတန်ထွက်လာရင်တောင်မိခင်စိတ်ကဖြစ်လာတာပဲအဲ့ဒီလိုစိတ်ပိုင်းဆိုင်ရာဖြက်လန်းတွေကအများကြီးရေးကြည့်တယ်နော်ဘာလို့လဲဆိုတော့အဲ့ဓာတွေတာမရှိရင်နေတိုင်းကြုံနေရတဲ့ဆုံးဖြတ်ချက်တွေထောင်ပေါင်းများစွာကိုတစ်ခုချင်းစီလိုက်ခွဲချမ်းစစ်ဖြာနေရရင်ဘာမှတော့လုပ်ဖြစ်သွားမှာမဟုတ်ဘူးဒီအလိုလျောက်တုံ့ပြန်မှုတွေဘယ်လောက်တောင်စွမ်းထက်လဲဆိုတာကိုမိတူကူးဆက်တစ်ခုမှလောက်ခဲ့တဲ့နမဲကြီးစမ်းတက်မှုတစ်ခုကတတိပြခဲ့တယ်ဇလန်ကဒီလိုဗျာလူတစ်ယောက်ကတန်းစီနေတဲ့လူတန်းကိုကြော်ဖို့အတွက်တောင်းဆိုချက်၃မျိုးနဲ့ကြိုးစားကြည့်ခဲ့တယ်ညာလက်တွေကိုချိလိုက်အင်းနဲ့အကြောင်းပြချက်မပေးပဲတောင်းဆိုတော့လူတဝက်ပဲခွင့်ပြုတယ်ခိုင်လုံတဲ့အကြောင်းပြချက်ပေးတော့ကောင်းစက်400ခိုင်နှုန်းကခွင့်ပြုတယ်အန်အောစီကအကောင်းဆုံးကတန်တီးရတစ်ခုပဲအဓိပ္ပာယ်မရှိတဲ့အကြောင်းပြချက်မတူကူးစရာရှိတော့ပါလို့ပြောရအောင်63ရာခိုင်နှုန်းကခွင့်ပြုခဲ့တယ်ဆိုတော့ဒီနေရာမှာအဓိကတော့ချက်ကအကြောင်းပြချက်ခိုင်လုံတာမခိုင်လုံတာထက်ဘာလို့လဲဆိုတဲ့စကလုံးတစ်လုံးပါသွားတာပဲဖြစ်နေတယ်โอเคဒါဆိုဦးနောက်တွေကအလိုအလျောက်သုံးပြန်မှုတွေနဲ့အလုတ်လုပ်တယ်ဆိုတာသိပြီအဲ့ဒီဟုတ်ကဲ့ဆိုတဲ့အဖြေကိုရစေနိုင်တဲ့တောချက်တွေကတော့ဘာတွေဖြစ်မလဲကဲလွှမ်းမိုးမှုရဲ့ကဘာသုံးအခက်ခံမှု6ချက်ကိုတစ်ခုချင်းစီလေ့လာကြည့်ကြရအောင်နံပါတ်1ကတော့အပြန်အလှန်တုံ့ပြန်မှုပါဒါကဘာလဲဆိုတော့တယောက်ကကိုတစ်ခုခုပေးထားရင်ပြန်ပေးဆက်ရမယ်လို့ခံစားရတဲ့အတွင်းစင်ရဲ့အဖြစ်အဖို့မြန်မာရီအခေါ်အားနာတတ်တဲ့စိတ်နဲ့တော်တော်လေးဆင်တူပါတယ်ဒါကအရန်အစွမ်းထက်တဲ့လူမှုစီမင်းတစ်ခုပဲဒီမှာကြည့်ကိုကာကိုလာစမ်းသပ်မှုတစ်ခုရှိတယ်အဲ့ဒီမှာလူတယောက်ကမတောင်းမဲ့နဲ့ကိုကာကိုလာတဘူးကိုလက်ဆောင်ပေးလိုက်တယ်ပြီးတော့မှကန်ဆယ်မဲ့လက်မှတ်တွေဝယ်ပေးဖို့အကူအညီတောင်းတယ်ရလကဘာဖြစ်လဲဆိုတော့လက်ဆောင်ရတဲ့သူတွေနဲ့ရှင်လိုက်ရင်လက်မှတ်ရောင်းအား20ကျော်တက်သွားရောအောင်ဆရာကောင်းတာကကိုကာကိုလာပေးတဲ့သူကိုမကြိုက်တဲ့သူတွေကတော့လက်မှတ်ဝယ်ကူညီကြတာပဲဒါကမတောင်းမဲ့ရတဲ့လက်ဆောင်တစ်ခုရဲ့စွမ်းအားကိုရှင်းရှင်းလင်းလင်းပြနေတာပဲအပြင်မှာဆိုရင်ဒါမျိုးကိုနေရာတိုင်းမှာတွေ့နေရတာပဲဥပမာဈေးထဲမှာအတီးနှံလေးတွေအလကားမြင့်ခိုင်းတာမျိုး software တွေကိုအစမ်းထုံးခိုင်းတာမျိုးပေါ့ဒါတွေအကုန်လုံးကအဲ့တခုခုပြန်ပေးဆက်ရမယ်ဆိုတဲ့အာနာစိတ်ကိုလှုံ့ဆော်ပေးနေတာပဲနောက်တစ်ခုကတော့ကတိကဝတ်နဲ့တမတိဖြစ်မှုပါဒါကပါလဲဆိုတော့လူတွေကကိုလွတ်ခဲ့ပြီးပြောခဲ့ပြီးတာအရာလေးနဲ့ကြိုက်ညီအောင်နေထိုင်ခြင်းတဲ့ဆန္ဒပြင်းပြရှိကြတယ်ရွေးချယ်မှုတစ်ခုလုပ်လိုက်ပြီးယက်တီချက်တစ်ခုယူလိုက်ပြီးဆိုတာနဲ့အဲ့ဒီအတိုင်းပဲဆက်လုပ်ဖို့ကိုရောပဝန်းကျင်ကပါဖိအားတွေပြီးလာတော့တာပဲဒီမှာလဲစမ်းသပ်မှုလေးတစ်ခုရှိတယ်သူတယောက်ကကန်းချီမှာသူရေဒီယိုလေးကိုတပတ်ပေါ်တန်းထားပြီးထွက်သွားတယ်ပြီးတော့သူခိုးတယောက်ကဝင်ခိုးဟိုကျူးထားတယ်အဲ့ဒီမှာဘာဖြစ်သွားလဲဒါပဲအရေးကြီးဆုံးအချက်ကအဲ့ဒီသူခိုးမလာခင်မှာတေးမမပြောင်းလဲလေးတစ်ခုလောက်လိုက်တဲ့ခါမှာရလကဘလို့ကွာသွားလဲဆိုတာပဲ95ရာခိုင်နှုန်းဒါကဘာဂင်းငန်းလဲဆိုတော့ကျေးဇူးပြုပြီးကျွန်တော် PC လေးတွေခဏကြည့်ပေးပါလို့အကူကြီးတောင်းခံရပြီးနောက်မှာသူဟိုးကိုတားဖို့ပဲမာတဲ့လူတွေအရာခိုင်တုံးပဲတွေ့လားတေးလေးပဲဖြစ်တဲ့နုကတိလေးတစ်ခုကအေးအားလုံးကိုပြောင်းပြန်လမ်းပစ်လိုက်တာသုံးခုမြောက်ကတော့လူမှုတတ်သေးပါဒါတော့ရှင်းပါတယ်လူတွေကကိုလုံးမဲ့အရာမှန်လားမမှန်လားဆုံးဖြတ်ဖို့တခြားသူတွေဘာလုပ်နေလဲဆိုတာကိုလိုက်ကြည့်ကြတယ်အထူးသဖြင့်မသေးချာမရေရာတဲ့အခြေအနေတွေမှာပေါ့လူများစုလုပ်နေရင်အဲ့ဒါအမှန်ပဲလို့ယူဆလိုက်ကြလားမျိုးပဲဒါပေမဲ့ဒီလူမှုတက်တွေမှာအားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကဘေးကနေကြည်နေသူအကျိုးသက်ရောက်မှု AKA the bystander effect ပဲလူတွေကထင်ကြတယ်တက်တွေအများကြီးရှိရင်တယောက်ကတော့ဝင်ကူညီမှာပဲပေါ့ဒါပေမဲ့လက်တွေ့မှာတော့လူများလေတယောက်ချင်းဒီမှာ
တာဝန်ယူစိနဲလေးလေးပဲလူကိုင်းကတယောက်ယောက်တော့ဝင်ကူညီမှာပါလို့တွေ့ပြီးဘယ်သူမှဝင်မကူညီတော့တဲ့အချိန်တွေမျိုးဖြစ်သွားတတ်တယ် လေဦးများတော့နေတဲ့ချင်းပေါ့ဒါတော့ရှင်းပါတယ်လူတွေကသူတို့ကြိုက်တဲ့သဘောကျတဲ့သူတွေရဲ့လွှမ်းမိုးမှုကိုပိုခိုင်းရတတ်တယ်ဒါတော့ထိတာတယ်လို့ထင်ရပါပဲအဲ့ဒီနှစ်သက်မှုကိုဖြစ်ပေါ်စေအကြောင်းရင်းတွေကထင်ထားတာတဲ့ပိုပြီးသိမ့်ဝေးတယ်ဘာတွေလဲဆိုတာစက်ကြအောင် အဓိကအချက်တွေကတော့တစ်ခုကရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုဒါကို halo effect လို့လည်းခေါ်ကြတယ်ဆိုလိုတာကရုပ်ရည်ချောမောတဲ့ဖူတွေကိုတွေ့ရင်ရိုးသားတယ်ညံကောင်းတဲ့ဆိုပြီးတခြားကောင်းတဲ့အရေးအချင်းတွေပါရှိနေတယ်လို့မသိစိတ်ကနေကောက်ချက်လိုက်တာမျိုးပေါ့နောက်တစ်ခုကတော့ကောင်းတဲ့ຢာတွေနဲ့ဆက်ဆက်မှုပဲဥပမာစီးပွားရေးကိစ္စကိုယုံခမ်းမှာမဆွေးနွေးပဲကောင်းကောင်းဆိုင်ရင်တောက်ရင်ဆွေးနွေးတဲ့အခါတစ်ဖက်လူပေါ်ပို့ပြီးရင်းနှီးသွားတတ်တယ်နောက်ပြီးတော့ကိုယ်နဲ့တူညီတဲ့အချက်တွေရှိတာမျိုးပေါ့ နံပါတ်5ဩဇာအာဏာဒါကတော့ငယ်နယ်လေးကတည်းကလူတွေရဲ့စိတ်ထဲမှာနည်းနည်းရှိုင်းအမိတွယ်နေတဲ့တာဝန်တိစိတ်ပဲအာဏာရှိတဲ့သူတွေကိုနာခံရမယ်ဆိုပြီးလေ့ကျင့်ပေးခံထားရတော့တကယ်အရေးချင်းကိုကြည်တာထက်ယာဒူးတွေဘွဲတွေယူနီဖောင်းတွေလိုအာဏာကိုပြတဲ့တင်ခေတ္တတွေကိုမြင်ရမယ်တဲ့အလိုလိုလိုက်နာတတ်ကြတယ်ဥပမာအလဲဆုံးကတော့တက်ခွဲကဝတ်စုံဖြူရဲ့အကျိုးသက်ရောက်မှုပဲစဉ်းစားကြည့်လေအသားရည်ထင်းပစ္စည်းရောင်းတဲ့သူကဝတ်စုံဖြူကြီးဝတ်ထားတယ်ကြော်ညာထဲမှာဆရာဝန်ပုံစံနဲ့တယောက်ဆောင်ထားတယ်အဲ့ဒီဝတ်စုံတွေကသူတို့ကိုချွမ်းကျင်သူလို့ထင်သွားစေသည်အလိုအလျောက်ယုံကြည်သွားစေတာပဲ နောက်ဆုံးတစ်ခုနံပါတ်6ကတော့ရှားပါမှုပါဆိုလိုတာကအခွင့်အရေးတွေကကန့်တက်ထားတဲ့အများကြီးမရှိဘူးဆိုရင်ပို့ပြီးတန်မိုးရှိတယ်လို့ထင်သွားတတ်ကြတယ်လူတွေစိတ်ကတခုခုရမှာတဲ့တခုခုကိုဆုံးရှုံးရတော့မယ်ဆိုတဲ့အတွေ့ကပို့ပြီးတော့လုံဆောင်မှုပေးနိုင်တယ်လက်လို့မခံချင်တဲ့စိတ်ကောဗျာ ဒါကြောင့်လဲအချိန်အကန့်အသက်နဲ့တာတို့လက်လွတ်မခံနဲ့နော်လို့ပစ္စည်းကုန်ရင်ကုန်ပြီးဆွဲစကလုံးကြီးကိုနေရာတိုင်းမှာတွေ့နေရတာကောဒါတွေကလူတွေရဲ့စဉ်းစားချင်းချင်းပြီးဆုံးဖြတ်တဲ့အဆင့်ကိုဖျက်ကျော်ပြီးရေးစီတကြည့်လို့အပ်နေပြီးဆွဲခန်းစားချက်ကိုဖန်တီးပေးလိုက်တာပဲ flash ဆဲတဲ့လေလံပွဲတွေမှာလူတွေအလို့ရက်ဖြစ်မိရတာကဒီနေရာမှာအကြောင်းပဲ ဟုတ်ပြီအခုအခြေခံမှု6ချက်လုံးကိုတည်သွားပြီဆိုတော့အရေးကြီးဆုံးမေးခွန်းကဒီအသိပညာနဲ့ဘာလို့ကြမလဲဆိုတာပဲဒီအခြေခံမှုတွေကကိရိယာအနေနဲ့တူနေသူတို့ကလူတွေကိုဆက်သွယ်ဖို့ကူညီဖို့အတွက်ကောင်းတဲ့ဘက်မှာသုံးမလားဒါမှမဟုတ်ကိုယ့်အကျိုးအတွက်ချဲလဲဖို့သုံးမလားအဲ့ဒါကတော့သုံးတဲ့သူပုံမှာပဲမူတည်တယ် ကဲဒီစရာလေးကတော့ခုနကပြောခဲ့တဲ့ချက်အားဆုံးကိုခြုံငုံပြထားတာပဲအပြန်လန်တုံ့ပြန်မှုတမတ်တဲ့ဖြစ်မှုလူမှုသက်တဲ့နှိမ့်သက်ခြင်းဩဇာအာဏာနဲ့ရှားပါမှုဆိုတဲ့ချက်6ချက်ရွေးရှင်းတယ်လို့ထင်ရပေမဲ့လူတွေရဲ့အဖြစ်အမှုပေါ်မှာအင်ပရန်ကြီးမားတဲ့တက်ရောက်မှုရှိတဲ့ချက်တွေပေါ့ဒါတွေကိုသိထားတာနားလည်ထားတာကပို့ပြီးတော့တတိတရားနဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ပထမဆုံးခြေလှမ်းပါပဲ ဒီတော့အခုမမြင်နိုင်တဲ့လွှမ်းမိုးမှုတွေကိုမြင်အောင်ရှင်းပြပြီးသွားပြီဆိုတော့ကိုယ့်ပတ်ဝန်းကျင်မှာဒီချက်တွေထက်ကဘယ်တစ်ခုကိုအရင်ဆုံးသတိထားမိမလဲနေ့စဉ်ဘဝမှာဒီအခြေခံမှုတွေဘယ်လိုအလုပ်လုပ်နေလဲဆိုတာကိုစပြီးသတိထားကြည့်လိုက်တာနဲ့ဒီကဘာကြီးနဲ့ပတ်ဝန်းကျင်ကဆုံးဖြတ်ချက်တွေကိုပို့ပြီးတော့နည်းနည်းနားလည်လာနိုင်ပါလိမ့်မယ်